မင်္ဂလာပါဗျာဒီနေ့မတ်လနဲ့17ရက်ဒီပေါ့တရင်ကောင်းပေးတယ်ဆိုမှပဲအတန်ကတချို့နေရာပျောက်သွားတယ်တဲ့နော်အဲ့တော့ဒီတရင်ကောင်းပြီးတော့ပြောတာပေါ့ဗျာနော်အခုက Iran Israel American စစ်ကတရုတ်အတွက် won or lose a loss ပေါ့နော်ဆုံးရှုံးမှုလားတရုတ်အတွက်အောင်ပွဲလားပေါ့နော်အခုဖော်ပြပိုင်းတိုင်းဆိုတာဒေါ်လာဘီလီယံ400အီရန်နဲ့စာချုပ်ချုပ်ဆိုသွားနိုင်တယ်တဲ့နော်အဲ့တော့ဆက်လက်ပြီးတော့ဒီ American အစိုးရနေပြီးတော့ sanction ရက်30ပေါ့ Iran ရဲ့ hormone ရေလက်ကြားမှာ Iran ရေနံတွေရောင်းနိုင်တယ်ဆိုပြီးတော့ဒါထုတ်ဝေတဲ့ issues ပေါ့နော် sanctions waiver ပေါ့နော် sanction ကန့်လွတ်ခွင့်ပေါ့နော်အဲ့တော့သတင်းကောင်းဖြစ်ပါတယ်အဲ့တော့တက်မောတွေတွားလို့ရပြီပေါ့နော်ဒါပေမဲ့တွားကျင်တော့ဒေါ်လာ2တန်းအခွန်ဆောင်ရမယ်ပေါ့နော်အဲ့လိုမျိုးကြားတယ်ဗျာနော်အဲ့တော့နောက်တစ်ခါပတ်စံတွေရောင်းဝယ်လုပ်မယ်ဆိုရင်တော့$တဲ့အဲ့ပြီးတော့ yuan နဲ့ပဲတရုတ်ငွေနဲ့ပဲရောင်းဝယ်လုပ်မယ်တဲ့အဲ့လိုပြောတယ်ပေါ့နော်တေးပါပြီပေါ့အဲ့တော့ဒီမှာကြည့်အောင်ဒီ Iran က still exporting nearly 1.4 million barrels ပေါ့စီပေါင်း1.4 million ကိုတရုတ်ပြည်ကိုနေတိုင်းပို့နေတယ်တဲ့အဲ့ဒီကနေပြီးတော့ကြည့်ရောအဲ့တော့တင်ကန်းစာတစ်ခုကတရုတ်နဲ့ဒီ sorry US EU RIT ပေါ့နော် US နဲ့ဒီဥရောပသမဂ္ဂတို့ရဲ့ဒီအစာမကြေမှုတွေပြိုကွဲမှုတွေပေါ်မှာမူတည်ပြီးတော့ဒီတရုတ်ကဘီဂျင်းက benefits ပေါ့နော်အကျိုးမြတ်ရသွားတာပေါ့နော်ဒါလည်းစီးပွားရေးရပေါ့နော်နိုင်ငံရေးရအောင်အခုဆိုရင်တရုတ်ကတော့သူ့ရဲ့နိုင်ငံမှာစီကအရှံပဲရနေပါပြီ has 1.4 billion oil barrels in stock ပေါ့နော်သူရဲ့ဈေးကွက်မှာပဲဒီ billion နဲ့ချီပြီးတဲ့စီတွေရှိနေပါတယ်ဆက်လက်ပြီးတော့ relatively insulated from energy shock ပေါ့နော်သူ energy ကကြတော့သူကတခြားနေရာတွေကလည်း energy အများကြီးရရှိတယ်သူ့နိုင်ငံမှာเนาะဒီ32%လောက်ကတခြား solar တို့ wind ဆို electricity တွေအဲ့လိုမျိုးပေါ့เนาะ hydro ကနေပြီးစသည်ဖြင့်သူရရှိထားဖြစ်တဲ့ကြောင့်သူ့နိုင်ငံကတရုတ်ကပြောမှဆိုကိုဗစ်တော့လည်းသူတော်တော်လေးစီးပွားချမ်းသာတယ်အခုတခါရေနံစစ်မှလည်းသူကောင်းချမ်းသာပါပြီပေါ့နော် Hormuz ကရေနံဖြစ်သွားတာပေါ့အကျော်ပြောတဲ့အတိုင်းပဲ China currently produce 31% of electricity go renewable sources ပေါ့ including one solar hydroelectricity geothermal ပေါ့စသည်ဖြင့်ဒီ electricity ကို30% ကအဲ့ဒီတဘာဝနဲ့ရရှိထုတ်လုပ်တယ်ပေါ့နော်ရေနံကလည်း 1.4 billion လောက်ရှိတာပြီဆိုတော့သူကလက်ရှိမှာ win or loss နေရာမှာသူကဒီစစ်ပွဲမှာသူကအကြီးမားဆုံးရတယ်လို့ရုရှားကလည်းဟိုဘက်ကသူလည်းအကျိုးမြတ်အများကြီးရရှိမှာပဲဖြစ်ပါတယ်เนาะ China ကဒီ Iran ရဲ့ရေနံကိုအများဆုံး the largest importer တင်သွင်းသူလည်းဖြစ်တယ်အခုဆိုရင်400 billion ပေါ့ကမ္ဘာအကြီးဆုံးပေါ့ short ဖြစ်သွားတာပေါ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုကြီးဖြစ်တယ်ပေါ့နော် Iran နဲ့25နှစ်ချုပ်ဆိုလိုက်တယ်ပေါ့နော်25နှစ်တာပေါ့နော်ကျေးဇူးတင်ပါတယ်မင်္ဂလာနေ့ခင်ဗျာဒီနေ့ 21st March 2026မှာသတင်းကောင်းလို့ပြောအောင်ပေါ့နော် Iranian oil to help boost flagging global supplies. For the next 30 days, vessels that were loaded in Iran and are now stranded at sea will be သားတွေပေါ့နော်ရေတပ်သားတွေကိုကုန်းရေနှစ်သွယ်ပေါ့ amphibious assault ship ဆိုတော့ကုန်းနှစ်သွယ်ကုန်းရေနှစ်သွယ်တိုက်ခိုက်နိုင်တဲ့ amphibious တိုက်ခိုက်ရေး assault ship တွေကိုစေလွတ်နေတဲ့ US ပေါ့နော် to Middle East အရှေ့အလယ်ပိုင်းကိုတဲ့ Middle East ပေါ့နော်ဒီသက်ဆိုင်ရာပြောတယ်ပေါ့ official sale ပေါ့နော်အဲ့တော့ကုန်းနှစ်သွယ်တိုက်မယ်ဆိုတော့ဒါဒီ Hormuz ရဲ့ရေဘက်ပေါ်တောင်ကြားတွေမှာရှိတဲ့ဒီပိတ်ဆို့မှုတွေကိုတိုက်မှာလားပေါ့နော်ထောင်ပေါင်းများစွာစစ်သားတွေစီလွတ်နေတယ်ဆိုတော့ NATO ရောပါမလားပင်လယ်ကွေ့နိုင်ငံတွေရောပါမလားပေါ့နော်ဘယ်လိုဆက်ဖြစ်လာမှမသိလို့လောဆယ်တော့ရေနံအတင်းရတဲ့အတွက်ကြောင့်ကဘာမှာပြင်ဆင်ခြင်းတော့နည်းနည်းရတာပေါ့ပြင်ဆင်ရတယ်ဆိုတော့ဟိုတိုးလောင်မှုတွေအတင်းနဲ့ရမှာလို့ထင်တာပေါ့နော်အဲ့တော့ရေနံဈေးကတော့သူစီနဲ့သူတော့တက်အောင်မှာပေါ့နော်ဒါပေမဲ့အရင်တော့လောဆယ်တော့မတက်တော့နိုင်ဘူးလို့ထင်တာနော်ရေနံလူတော့သွားတန်းစီရမှာပေါ့ကျေးဇူးတင်ပါတယ်မင်္ဂလာနေ့ခင်ဗျာခင်ဗျာဒီနေ့19ရက်နေ့ match လာဖြစ်ပါတယ် US နေနဲ့နောင်လာမဲ့အဆင့်တစ်ခုကိုစဉ်းစားနေရပြီအနေထားတစ်ခုဖြစ်တယ်ပေါ့ US will ဆိုတာချိန်တွင်နေရ military reinforcement ပေါ့အပြည့်ဖို့အတွက်အကြောင်းကတော့ Iran war interest ဝင်ရောက်လာတယ် possible new phase ဆိုတာနောက်တဲ့အခြေအနေတစ်ခုဟာသူဖြစ်နိုင်မဖြစ်နိုင်စဉ်းစားနေရတယ်ပေါ့ဒါဘာကြောင့်လဲပေါ့နော် Iran ရဲ့တိုက်ခိုက်မှုတွေကြောင့်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေသူတို့ရဲ့စိတ်အားတိုးချဲ့မှုကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ Iran ရဲ့ဆုံးရှုံးမှုလို့ပြောလို့ရပြီ Iran's intelligence minister ပေါ့ထောက်လှမ်းရေးအကြီးအကဲဒါမှမဟုတ်ထောက်လှမ်းရေးဝန်ကြီးပေါ့နော်ဝန်ကြီး Ismail Khatib က has been killed ဆိုတဲ့ကြောင့်ကြာဆုံးသွားပြီပေါ့နော် confirm လုပ်ထားတာ
ဆက်လက်ပြီးအီရန်ရဲ့ဒုတိယနေရာမှာအတွင်းရေးမှုပေါ့နော်အတွင်းရေးမှုဖြစ်တဲ့ခေါင်းဆောင်ပြီးသူပဲပေါ့နော်လက်ရှိထမ်းဆောင်နေတဲ့ confirmed the dead ပေါ့နော်သူကတော့ဒီအီရန်နိုင်ငံရဲ့ဒီ national security ပေါ့ chief မျိုးသားလုံခြုံရေးပေါ့ Ali largely killed ပေါ့နော်အသက်ခံရတယ်တိုက်ပွဲကြတယ်ပေါ့ဒီတဲ့သူတွေဒီတမော researchers တွေပေါ့နော်ဒီသူတင်တာဌာနဆိုင်ရာအကြီးအကဲတွေကတော့ uncover iPhone ပေါ့ iPhone ကိုဖွင့်ပြတယ်ပြောဆိုတယ်ပေါ့နော် spyware capable of penetrating millions of devices ပေါ့ကျွန်တော်တို့ရဲ့သတင်းအချက်အလက်တွေကို penetrating ဆိုတော့ထိုးဖောက်တာပေါ့နော် millions of devices ဆိုတော့ဒါဆိုရင်တန်းနဲ့ချီတဲ့ဒီပစ္စည်းတွေသူတို့ဒီ iPhone တွေကဘာတွေလုပ်ပေးနိုင်လဲ spyware capable ဆိုတော့သတင်းအချက်အလက်တွေကိုထောက်လှမ်းနိုင်တယ်ပေါ့နော်ထောက်လှမ်းနိုင်တဲ့အတွက်ကြောင့်အရေးကြီးပုံကိုယ်တွေဆိုလို့စင်ဒီ iPhone တွေကသတိထားမဲ့ချက်တွေဖြစ်သွားပြီပေါ့နော်အဲ့တော့ again sorry ရဲ့ကောင်လည်း cover iPhone ပေါ့ iPhone ကိုဖွင့်ပြတယ်ပြောဆိုတယ်ပေါ့နော် spyware capable of penetrating millions of devices ပေါ့ကျွန်တော်တို့ရဲ့သတင်းအချက်အလက်တွေကို penetrating ဆိုတော့ထိုးဖောက်တာပေါ့နော် millions of devices ဆိုတော့ဒါဆိုရင်တန်းနဲ့ချီတဲ့ဒီပစ္စည်းတွေသူတို့ဒီ iPhone တွေကဘာတွေလုပ်ပေးနိုင်လဲ spyware capable ဆိုတော့သတင်းအချက်အလက်တွေကိုထောက်လှမ်းနိုင်တယ်ပေါ့နော်ထောက်လှမ်းနိုင်တဲ့အတွက်ကြောင့်အရေးကြီးပုံကိုယ်တွေဆိုလို့စင်ဒီ iPhone တွေကသတိထားမဲ့ချက်တွေဖြစ်သွားပြီပေါ့နော်အဲ့တော့ again sorry ရဲ့ကောင်လည်းပြတ်တာမရှိဘူးပေါ့မင်္ဂလာညနေခင်းပါခင်ဗျာဒီတနေ့က shock ကြီးပဲဒါလည်း shock ဆိုအိန္ဒိယနိုင်ငံသားတွေတဲ့သူကအိန္ဒိယနိုင်ငံသားပြောင်းပြန်နော်အဲ့တော့ Mossad agent ရတယ်နော် sorry ကိုဝင်လာတယ်ဘာလို့ပို့လဲနော် sorry ဖမ်းလိုက်တယ်နော်ဒီမှာတော့ဘုံထောင်မှုလို့ပြောတယ်နော် Saudi Arabia captured 2 Israeli Mossad agents နှစ်ယောက်ကို Israel Mossad နှစ်ယောက်ကိုဖမ်းတယ် trying to plant အဲ့နှစ်ယောက်ကဒီမှာတော့ plant ဖြစ်နေနော် plant စာရီတဲ့တမင်ကရေးတဲ့ဟာတော့တကယ်တော့မသိဘူးနော် bones that later and to later blame Iran ပေါ့နော်ဒါတော့လောက်ကျန်တာလားမသိဘူး Iran ကိုနောက်မှအပြစ်တင်ဖို့ပေါ့နော်အဲ့လို Iran လောက်တယ်ဆိုပြီးတော့ပေါ့နော် one of them is Indian national ဒီတဲ့ကတော့အကျယ်တော့မတွေ့ဘူးဒီလိုပဲတွေ့ရတာများအခုခေတ်ကလည်းသိရမှာလားအကြောင်းအရာမျိုးစုံပေါ့ဒါပေမဲ့အခုနတဲ့ကတော့အမှန်ပြအဲ့တော့ American Ukraine တွေအိန္ဒိယကိုဝင်တယ်တရားဝင်တယ်ပြီးတော့တရားမဝင်နေပြည်ကိုသွားတယ်ပြီးတော့ drone တွေရောင်းတယ်အိန္ဒိယနဲ့မတည့်တဲ့အဖွဲ့မြန်မာပြည်ထဲဝင်ပြီးလိုက်ရောင်းတယ်ဆိုတော့ဒါဆိုမြန်မာနဲ့အစိုးရနဲ့မတည့်တဲ့လူတွေလည်းသူတို့မရောင်းလို့ပြောလို့မရအောင်နော် shock တွေထိန်းသိမ်းမှုမှာယူကရိန်းနိုင်ငံသား6ဦးနဲ့အမေရိကန်နိုင်ငံသား1ဦးတို့ပါဝင်ပြီးဖမ်းဆီးမှုများကိုဒေလီ၊ကိုလကတ္တာနဲ့လက်နောင်တို့ရှိလေးစိတ်များမှာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စုံစမ်းစစ်ဆေးချက်များအရအဆိုပါနိုင်ငံသားများဟာအိန္ဒိယနိုင်ငံကိုတရားဝင်ဗီဇဖြင့်ဝင်ရောက်လာခြင်းဖြစ်တော်လဲတားမြစ်နယ်မြေဖြစ်တဲ့မီဇိုရမ်ပြည်နယ်ကိုခွင့်ပြုမိန့်မပါဘဲတွားရောက်ခါအဲဒီမှာတဆင်မြန်မာနိုင်ငံဘက်ကိုဖျက်ကျော်ခဲ့ပြီးအိန္ဒိယနိုင်ငံကိုစန့်ကျင်လျက်ရှိတဲ့လက်နက်ကိုင်အဖွဲ့များနဲ့ဆက်သွယ်ခဲ့ကြောင်းဥရောပမှဒရုန်းများကိုတင်သွင်းကလက်နက်ကိုင်အဖွဲ့များထံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။ဒေလီမြို့ရှိရာဇဝတ်ရုံးမှအဆိုပါဖမ်းဆီးခံရသူများကိုမတ်လ29ရက်အထိထိန်းသိမ်းထားရှိရန်အမိန့်ချမှတ်ခဲ့ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းအိန္ဒိယ Express သတင်းဌာနရဲ့သတင်းထုတ်ပြန်ချက်အရသတင်းရရှိပါရရှင်။မင်္ဂလာညနေခင်းပါဗျာ spread fake news ပေါ့မဟုတ်တဲ့သတင်းတွေတင်တဲ့အကောင်တွေတွားတော့ go to jail ထောင်နဲ့တခါတည်းတန်းဖို့ဘာယူကမ်းမှမရှိကောင်းတယ်အတိုင်းပြည်ဒုက္ခပေးတဲ့ကောင်တွေ no Dubai airport is not burning Dubai လေဆိပ်ကမီးလောင်နေတာမဟုတ်ပါဘူးတဲ့ hundreds of video checking sources ပေါ့နော်ဗီဒီယိုပေါင်းရာပေါင်းများစွာကိုအချက်လက်တွေကိုစစ်ဆေးမယ် verifying location နေရာတွေကိုအသေးစိတ်ကြည့်ရှုမယ် and separating facts from fiction ပေါ့ဒီကတော့ဒီတကယ်လူတို့တင်ကြရင်တင်တဲ့အကိစ္စတွေရဲ့အမှန်တရား facts တွေကိုစစ်ဆေးပြီးတော့မှအခုပြဿနာကကြတော့ဒီ UAE ကသူ့နိုင်ငံနဲ့ပတ်သက်ပြီးတော့သူ့နိုင်ငံပုံရိပ်ထိခိုက်စေမယ့်ကိစ္စတွေကိုသူကစစ်ဆေးတယ်ဒီခုနပြောတဲ့အချက်လက်တွေနဲ့စစ်ဆေးပြီးတော့အခု35ယောက်အိန္ဒိယနိုင်ငံသားက19ယောက်ပေါ့ UAE arrest လုပ်ထားတာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒီမှာကဘာဖြစ်လဲဆိုလို့ရှိရင်အခုခေတ်ကဒီလိုသိတဲ့အတိုင်းပဲဒီပြဿနာကဘာလို့ဆိုရင်ဒီလူတော်တော်များများကတဲ့ဒီ
share and verify war videos ပေါ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ video တွေကိုသူတင်ကြ rumors ပြောကြရင် misleading posts on social media ကိုတလွဲဖြစ်အောင်သူပြုလုပ်တယ် creating panic and confusion ကိုလူတွေအကြောင်းထိတ်လန့်အောင်လုပ်တယ်လူတွေစိတ်ဝေဝါးတော့အာရုံတွေများတော့သူပြုလုပ်တယ်အဲ့ပြဿနာကြီးကြုံတယ်ကျော်တဲ့အခါကျနိုင်ငံကိုသူတို့ကအဓိကအဲ့လိုမျိုးလုပ်တဲ့အခါမှာနိုင်ငံကိုများစွာစီးပွားရေးလူမှုရေးပြဿနာတွေပေါ့နော်လူတွေမချစ်စိတ်တန်ရာတွေစသည်ဖြစ်ပေါ့နော်မကောင်းတာတွေကများတာဟုတ်အဲ့ကြောင့်ဖြစ်စေတယ်ဒါကြောင့်မို့သူကဖန်ဆီးတယ်ပေါ့နိုင်ငံတစ်ခုကလည်းနည်းပညာအားကောင်းမှာနည်းပညာအားမကောင်းအဲ့ဒဏ်ကိုခံရတယ်ဗျာနော်နောက်ကိစ္စတစ်ခုကအစိုးရအာဏာပိုင်တွေက authorities said these individual ဒီလူတွေက recycle footage ပေါ့ဗီဒီယိုတွေကိုတဲ့ the recycle ပြန်လုပ်တယ်ပေါ့ပြန်တင်ကြရ from incidents in other country ခြားနိုင်ငံတွေမှာဖြစ်မှုတွေပေါ့ incidents ဆိုဖြစ်မှုတွေကိုပြန်တင်တယ် falsely claim သူကမဟုတ်မှန်ရှောက်ပြောတယ် that events had taken place in UAE ပေါ့ UAE မှာဖြစ်တဲ့ဒီဖြစ်ပျက်တွေ events တွေဖြစ်တယ်တော့ဖြစ်ပျက်တွေဖြစ်တယ်ဆိုပြီးတော့သူကရှောက်ပြောတာပေါ့အဲ့ပြဿနာတွေကိုအစိုးရကနေပြီးတော့တောက်လျှောက် share လုပ်လိုက်နေတယ်ပေါ့နော်ကောင်းတယ်အဲ့လိုမျိုးတွေလုပ်ပြတာနော်